ပထမဆုံးမိတ်ဆက်ပေးလိုတာကတော့ Quality Management ရဲ့ဖခင်ကြီးလို့တင်စားကြတဲ့ Dr. W. Edwards Damon ဖြစ်ပါတယ်။ Damon က American Engineer တယောက်ဖြစ်ပြီးတော့စီးရေးပညာရှင်ထင်ရှားကျော်ကြားတဲ့စီးပွားရေးအကြံပေးဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ပြီးမှဆရာဖြစ်သူ Walter Sheward တီထွင်ခဲ့တဲ့ Sheward Circle ကို inspire ယူပြီးတော့ PDCA Plan 2 Checker Circle ကိုတီထွင်ခဲ့ပါတယ်။ Damon ဟာဂျပန်နိုင်ငံရဲ့ထူးထူးခြားခြားစစ်ပီခေတ်စီးပွားရေးပြန်လည်ရှင်သန်လာမှုအပေါ်မှာအထူးဩဇာညောင်းတဲ့ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူရဲ့ထိရောက်တဲ့ပတ်မိုးကူညီမှုများကြောင့်လေးစားထိုက်သူဖြစ်သတ်မှတ်ခံထားရသူဖြစ်ပြီးတော့သူကကျမတို့နောက်သားတွေအတွက်ဘာတွေထားခဲ့လဲဆိုတာတစ်ချက်လောက်လေ့လာကြည့်အောင်နော်။ Plan အပိုင်းမှာတော့ Damon ဟာလှုပ်ဆောင်ချက်များမစမီစစ်စစ်သေးချာစွာစီစဉ်ကြီးရဲ့အရေးကြီးမှုကိုလေးပေးခဲ့ပါတယ်။ရှင်းလင်းပြတ်သားတဲ့ရည်မှန်းချက်တွေချမှတ်ပြီးတော့ကောင်းမွန်စွာတွေးခေါ်နိုင်တဲ့နည်းဗျူဟာကိုရေးဆွဲဖို့အတွက်ထောက်ခံအားပေးပါတယ်။ဒူးအစစ်မှာတော့အစီအစဉ်အသေးလေးတွေကိုကောင်းထဲပေါ်တာမျိုးရည်ရွယ်ထားတဲ့လှုပ်ဆောင်ချက်များကိုစတင်တာမျိုးနဲ့သက်ဆိုင်ရာအချက်လက်စုဆောင်းခြင်းတို့ပါဝင်ပါတယ်။ Check ကတော့ဒူးအစစ်မှာရရှိလာတဲ့ရလဒ်တွေကိုခွဲခြမ်းစိတ်ဖြာပြီးတော့သတ်မှတ်ပန်းနိုင်များနဲ့ကိုက်ညီမှုရှိစေရန်နဲ့လိုအပ်တဲ့ချိန်ညှိမှုများပြုလုပ်ရန်ဖြစ်ပါတယ်။လုပ်ငန်းစဉ်ကတော့အပြစ်နာစာကင်းစင်တဲ့ကင်းစင်ပြီးပုံမကောင်းမွန်လာစေရန်အတွက်စစ်ဆေးခြင်းအဆင့်မှာတွေ့ရှိတဲ့အချက်များကိုအခြေခံပြီးတော့လိုအပ်တဲ့ပြည်ပြင်ပြောင်းလဲမှုများကိုခေါင်းထည့်ဖော်ခြင်းဖြစ်ပါတယ်။ Case study အနေနဲ့ Damon ရဲ့ PDCA Circle မှာရုန်းကန်နေရတဲ့အဲ့ဒီချိန်ကရုန်းကန်နေရတဲ့ဂျပန်ကုမ္ပဏီဖြစ်တဲ့ Nippon Telephone and Telegraph Company NTT ကိုအသွင်ပြောင်းရမှာအဓိကအခန်းကဏ္ဍပါဝင်ခဲ့ပါတယ်။ Damon ရဲ့အခြေခံချက်များကိုကောင်းထည့်ဖော်ခြင်းဖြင့် NTT ကသူတို့ရဲ့ထုတ်ကုန်များဝန်ဆောင်မှုများမှာသိသာထင်ရှားတဲ့တိုးတက်မှုများဖြစ်ပေါ်လာပြီးတော့အည်သွေးစီမံခန့်ခွဲမှုဆိုင်ရာပြောင်းလဲတွေလည်းပြုလုပ်ခဲ့ပါတယ်။ဒီပြောင်းလဲမှုက NTT ကစဉ်ဆက်မပြတ်တိုးတက်မှု continuous improvement နဲ့အောင်မြင်မှုကိုပေါ်ဆောင်ရမှာ PDCA Circle ရဲ့ power ကိုသရုပ်ဖော်တဲ့ကမ္ဘာလုံးဆိုင်ရာဆက်သွယ်ရေးခေါင်းဆောင်တဦးဖြစ်လာစေဖို့အတွက်တွန်းအားပေးခဲ့ပါတယ်။ကိန်းဂဏန်းဆိုင်ရာနီလန်းများနဲ့ရည်သွေးထိန်းချုပ်မှုများအပေါ်မှာအလေးပေးမှုမှာတော့ဒီ Damon ရဲ့ကျွမ်းကျင်မှုကဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်ဂျပန်စက်မှုလုပ်ငန်းများပြန်လည်ရှင်သန်လာစေရန်ကူညီပေးရမှာအဓိကကျပါတယ်။စဉ်ဆက်မပြတ်တိုးတက်မှုပေါ်မှာအမြဲပဲအလေးပေးဖော်ပြလေးရှိပါတယ်ရှင်။စဉ်ဆက်မပြတ်တိုးတက်မှု continuous improvement အဖွဲ့လိုက်လှုပ်ဆောင်မှုနဲ့ရည်သွေးမြင့်တင်မှုလုပ်ငန်းစဉ်များမှာဝန်ထမ်းတွေရဲ့ပါဝင်ပတ်သက်မှုကအရေးပါတဲ့အကြောင်းကိုလည်းအများနဲ့ပဲအလေးပေးပြီးတော့သိကြခဲ့ပါတယ်။နောက်ထပ် case study တစ်ခုအနေနဲ့က Damon ရဲ့အခြေခံမှုများဟာ Toyota ရဲ့ထုတ်လုပ်မှုစနစ်ပေါ်မှာအများကြီးလွှမ်းမိုးမှုရှိခဲ့ပါတယ်။ Damon ရဲ့အခြေခံမှုကိုခံယူခြင်းဖြင့် Toyota ထူခြားတဲ့စွမ်းဆောင်ရည်အရေးအသွေးနဲ့စံသစ်တီထွင်မှုများကိုတရုပ်ပြပြီးတော့ထုတ်လုပ်မှုစွမ်းအောင်မြင့်တင်ပေးခဲ့ပါတယ်။ရည်သွေးထိန်းချုပ်မှုလုပ်ငန်းများနဲ့စစ်စပ်မပြတ်တိုးတက်မှုရဲ့ယဉ်ကျေးမှုကိုကောင်းတဲ့ပေါ်ခြင်းဟာToyota ရဲ့ကမ္ဘာလုံးဆိုင်ရာကုန်ထုတ်လုပ်မှုထွန်းကျုံမှုအတွက်စံသတ်မှတ်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။အဲဒီတော့အချုပ်အားဖြင့်ကတော့ Edward Damon ရဲ့အမွေအနှစ်ဟာအည်သွေးစီမံခန့်ခွဲမှုကိုတော်လှန်ရုံသာမကကမ္ဘာတစ်ဝန်းမှာရှိတဲ့စီးပွားရေးအခင်းကျင်းများကိုလည်းပြန်လည်ဖုံးဖော်ပေးပါတယ်။သူရဲ့အမြဲတသက်ထဲရှိတဲ့မူကတော့ဖွဲ့စည်းတွေရဲ့ရည်အသွေးနဲ့စစ်စပ်မပြတ်တိုးတက်မှုပေါ်မှာခိုင်မာတဲ့အာရုံစိုက်မှုဟာဘယ်လုပ်ငန်းမှမဆိုထူးထူးခြားခြားအောင်မြင်မှုနဲ့ခဏရေးရှိမှုကိုတွန်းအားပေးတဲ့အကြောင်းကျွန်တော်တို့နားလည်သိယူရပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။